ကိုကျွန်တော်ဒါလာပြင်းနေမှာပေါ့နော်ဒီဖျားလာတဲ့ညီကိုတွေအင်တာဗျူးလေးတစ်ချက်လုပ်နေတာနည်းနည်းလေးဖြေပေးလို့ရလားမသိဘူးဟုတ်ရပါအခုပေါ့နော်လာပြင်းနေမှာဖျားကိုတယောက်ထဲလာလားခင်ဗျဟုတ်တယောက်ထဲပါပဲဟုတ်အခုဒီလိုလာပြင်းနေမှာသူများတွေတွဲနေသွားတာအခုကကောင်းမလေးမရှိဆိုတော့ကိုမရှက်ဘူးလားဟုတ်မရှက်ပါဘူးမရှက်ပါဘူးမရှက်ဘူးအဲ့ဒါဆိုအချက်ကစောရဲမပါလားဒါမှမဟုတ်ကြီးမဖြစ်သွားလားစောရဲမပါလားစောရဲရှက်မပါရဲ့လူဆိုတော့အဲ့မစောမရှိရလဲမဆန်းဘူးပေါ့နော်ဒါပေမဲ့အကိုအနေနဲ့အသက်ကကြီးနေဆိုတော့ဒီချိန်ကြီးစော်မရရင်တော့အဆင်မပြေဘူးပေါ့နော်အခုစားကျွန်တော်ကပြောပြတာပါနော်ဟုတ်ကျေးဇူးပါဟုတ်ပြောပြကျေးဇူးတင်ပါဆိုရှယ်မရှိဘာကောင်းနေမလဲအခုအင်တာလေးတစ်ချက်လောက်နည်းနည်းလေးဖြူလို့ရလားရတယ်ပေါ့ကိုဖြူလေးကိုဖြူရကျွန်တော်မေးမယ်နော်မေးကိုမေးအခုပေါ့နော်ဒီရှင်မော်တော်ဖျားမှာဒီလာပြင်းလေးကိုလာတာပေါ့နော်တယောက်တည်းလာတာစော်လည်းမရှိဘူးဆိုတော့အခုမရှက်ဘူးလားမသိဘူးမရှက်ပါဘူးညီလေးအများအဲ့ဆိုအခုကအချက်ကမပါလားမွေးရရလားကြီးမဖြစ်သွားလားမဟုတ်လေညီမရှက်တာမဟုတ်လေကိုတယောက်တည်းမဟုတ်အများကြီးပဲမှာအရှိသူတို့တွေအများကြီးမပါဘူးလေတခြားသူတို့တယောက်တည်းလာကြတာပဲတကယ်ချင်းနေဘောလာရေးစုသူတို့လည်းစမပါဘူးလေအကွာရှာတယ်ကြာအခုအသက်လည်းကြီးနေပြီစောကလည်းမရှိဘူးဆိုတော့အခုစားကျွန်တော်ရှက်တယ်ဗောနော်အရှက်ညီလေးတော်ညီမရိုင်းနေတော့ဒီလိုကောင်းနေမမေးဘူးနော်ဘလို့တိတ်ခါကြအခုနေနဲ့အခုလိုကောင်းမလေးမရှိဘဲနဲ့ဖျားကိုလာတာအချက်မရှိဘူးလားဟုတ်မရှက်ဘူးဗျမွေးတွေကမပါလားကြက်ကြံခဲ့တာမွေးတွေကအချက်မပါလားဗောနော်အားကြောင့်မကောင်းမလေးမရှိပဲလာတာဗောနော်ဟုတ်ကိုဘာလို့ဖြစ်ပေးရမလဲကိုအခုလိုဖြစ်ပြီးတာကျေးဇူးတင်ပါတယ်နော်အချက်မရှိတဲ့လူတွေဆိုမပြူး